ထိုင်းရောက်မြန်မာနိုင်ငံသားတွေ CI စာအုပ်ကနေနိုင်ငံကူးလက်မှတ် PJ စာအုပ်ပြောင်းရမှာထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပေးတယ်ဆိုတဲ့စာရန်ကိုနိုင်ငံကူးလက်မှတ်မှာရိုက်နှိပ်ထုတ်ဝေပေးလိုက်ပါတယ်။ဒီနေ့ထိုင်းနိုင်ငံမဟာချိုင်မှာ CI စာအုပ်ကနေ PJ နိုင်ငံကူးလက်မှတ်တွားရောက်လဲလှယ်သူတွေကိုနိုင်ငံကူးလက်မှတ်ထုတ်ပေးရမှာထိုင်းတနိုင်ငံတည်းအတွက်သာအသုံးပြုခွင့်ပေးတယ်ဆိုတဲ့စာရန်တွေကိုနိုင်ငံကူးလက်မှတ်မှာရိုက်နှိပ်ထုတ်ဝေပေးလိုက်တာဖြစ်ပါတယ်။ CI စာအုပ်ကနေ PJ နိုင်ငံကူးလက်မှတ်ကိုပြောင်းလဲသူတွေသာလက်တလော Passport for Thailand Only ဆိုတဲ့တစိမ့်တုံးနိုင်ငံကူးလက်မှတ်မှာထုခံရခြင်းဖြစ်ပြီးတော့မြန်မာတန်ယုံကထုတ်ပေးနေတဲ့နိုင်ငံကူးလက်မှတ်တွေမှာတော့အဆိုပါစာရန်မပါဝင်သေးဘူးလို့သိရပါတယ်။ CI ကနေ PJ ပြောင်းတာဟာတခြားနိုင်ငံတစ်ခုခုကိုထွက်ပြီးတော့ပိုကောင်းတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရကျင်တာတခြားနိုင်ငံတစ်ခုခုမှာကြောင်းတက်ချင်တာကြောင့်ပြောင်းလဲလေးရှိပါတယ်။ဒါပေမဲ့အခုလိုပြည်ပထွက်ခွင့်ကန့်သက်ပေးလိုက်တာဟာလူပေါင်းများစွာရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးသလိုဖြစ်နေပါတယ်။တန်ယုံမှာတက်တန်းတိုးတဲ့နိုင်ငံကူးလက်မှတ်တွေပါအဲ့ဒီလိုကန့်သက်လာမှာကိုပြည်သူတွေကစိုးရိမ်နေကြပါတယ်။ဆိုတော့အခုပြောပြပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုထင်မြင်ယူဆချက်တွေကိုအောက်က comment မှာရေးပေးခဲ့ပါဦးနော်။